တရုတ်ဓာတုကုမ္ပဏီတွေဟာမူရစေဝါထုတ်လုပ်ရမှာအဓိကလိုအပ်တဲ့ဓာတုကုန်ကျန်းတွေကိုမြန်မာထိုင်းတရုတ်နယ်စပ်ကမူရစေဝါချက်တဲ့ဒေသတွေစီပို့ဆောင်နေတယ်လို့ Washington Post သတင်းစာကြီးကရေးသားဖော်ပြပါတယ်မြန်မာနယ်စပ်ရွှေတြိဂံနဲ့အနီးနားဝန်းကျင်ဒေသတွေမှာမန်သာအက်ဖက်တမင်းထုတ်လုပ်ပြီးတော့ကမ္ဘာအကြီးဆုံးမူရစေဝါထုတ်လုပ်ရာဒေသဖြစ်တယ်လို့ကုလသမဂ္ဂကလည်းသတ်မှတ်ထားတာပါAmerican DEA မူရစေဝါတိုက်ဖျက်ရေးအေဂျင်စီနဲ့ထိုင်းအာဏာပိုင်တွေပူးပေါင်းပြီးဘန်ကောက်ကိုပို့တဲ့ဓာတုပစ္စည်းတွေကိုနောက်ယောင်ခံလိုက်ရမှာမြန်မာနိုင်ငံနယ်စပ်ကတရုတ်ကြောတော့နောက်ခံပေးထားတဲ့မြန်မာလက်နက်ကင်အဖွဲ့တွေကြီးစိုးရာဒေသကိုလွှဲပြောင်းပို့ဆောင်ပေးတာကိုတွေ့ရတယ်လို့ Rebecca Tan ရေးသားတဲ့ Washington Post ဆောင်းပါးမှာဖော်ပြထားပါတယ်။တရုတ်ကုမ္ပဏီတွေဟာဓာတုဆေးဝါးတွေကိုအွန်လိုင်းမှာလူသိရှင်ကြားရောင်းချနေတာဖြစ်ပြီးတော့အဲ့ဒီပစ္စည်းအထုပ်တွေပေါ်မှာအထဲမှာပါတဲ့ပစ္စည်းတွေနဲ့ကိုက်ညီစရာမလိုပဲဝယ်ယူသူတက်ပေးစေခြင်းတဲ့ပစ္စည်းအမျိုးအမည်ကိုတက်ပေးတဲ့ဝန်ဆောင်မှုလည်းပေးပါတယ်။ဒါအပြင်ခရစ်တိုငွေကြေးနဲ့လည်းပေးချေနိုင်တာပါ။ American ပြည်ထောင်စုမှာရင်ဆိုင်နေရတဲ့ဖန်တနောမူရစေဝါပြဿနာနဲ့ဆက်ဆက်နေတဲ့တရုတ်ကုမ္ပဏီတော်တော်များများဟာအရှေ့တောင်အာရှကမန်တာအက်ဖက်တမင်းမူရစေဝါကွန်ရက်တွေနဲ့လည်းချိတ်ဆက်မှုရှိနေတယ်လို့ဆိုပါတယ်။ American ပြည်ထောင်စုကတန်ခတ်ပိတ်ဆို့ထားတဲ့ဂျားတွေကပဲအခုလိုဆက်လက်ရောင်းချနေနိုင်တာပါမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းတဲ့2021နောက်ပိုင်းအထူးသဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းက UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ချုပ်ကိုင်တဲ့ဒေသကနေတောင်ကိုရီးယားအပါအဝင်အရှေ့တောင်အာရှတခွင်နဲ့ဩစတြေးလျအထိမွေးရစေဝါအများအပြားတင်ပို့နေတာပါထိုင်းနိုင်ငံမှာဆိုရင်လည်းမကြာခဏဆိုသလိုမွေးရစေဝါတွေဖမ်းမိပြီးတော့ဓာတုပစ္စည်းတွေလည်းသိမ်းဆည်းရမိပါတယ်ကုလသမဂ္ဂနဲ့အမေရိကန်ကတော့အဲဒီလိုဓာတုပစ္စည်းထောက်ပံ့ရောင်းချနေတဲ့ကုမ္ပဏီတွေကိုထုတ်ဖော်နိုင်ရင်တောင်တရုတ်အစိုးရကစနစ်တကျမကင်တွယ်ဘူးလို့ဆွဆွဲပါတယ်တရုတ်နိုင်ငံကတော့အခုလိုဆွဆွဲတာတွေကိုပယ်ချပြီးတော့ပြည်ပပို့ကုန်တွေကိုစီစစ်တယ်လို့ဖြေရှိချက်ထုတ်ပြန်ပါတယ်ကျွန်တော်အောင်ဆွေပါ